ဒီနေ့ကတော့အစားအစာရောင်းတာမဟုတ်ပဲねခန်းစားချက်တွေရောင်းနေမြောက်တကွန်ကဆိုင်တစ်ခုခေါ်သွားမှာပေါ့နော်ဝင်လိုက်တာနဲ့ငယ်တော့ vibe ကိုပြီးတာဆိုတော့ဒီနေ့မှာထိုင်းရနေပြီးတော့ပြန်လာတဲ့မာယိုမိုဟင်းကလိုက်ကြွေးမှာပေါ့နော်ဆိုတော့မိတ်ဆက်လေမင်္ဂလာပါနီကိုပါရလို့လား decoration လေးအရင်မြင်တော့ပတင်းပေါက်လေးဆိုလဲလို့အမဲရောင်လေးတွေတသားလေးပါညာရှိရောအပေါ်တက်လေးလည်းရှိရအပေါ်တက်တော့ထိုင်လို့မရသေးဘူးပေါ့နော်ဆိုတော့ငငယ်တော့အိမ်တစ်ခုခုအဖွားရင်တော့လေရတယ်လို့မျိုးလေးအဖွားရင်မှာမုတ်စားရတယ်လို့မျိုးလေးနည်း one feet လေးရတယ်မိုးရွာနေရဲ့အချိန်မျိုးဆိုရင်တော့လက်ဖက်ရည်တစ်ခွက်နဲ့အပြင်မှာထိုင်ရတာကိုကြိုက်တယ်ဒါအုံနှခေါ်စအကြီးဆိုတော့ဥချမငါရပြီအုံနှခေါ်စအရသာတော့တိတ်မကြိုက်ဘူးပေါ့နော်ပါလားဘာပဲပြနေမရဘူးကျွန်တော်အုံနှခေါ်စကိုပဲတွေ့ထည့်ပြီးလုံးဝစိတ်ကျဉ်နေမှာပေါ့နော်လုံတိုင်းမှာပဲသေးပါမောင်းရအောင်လို့ပဲသေးပါဆိုင်ကုန်စားအခုမငါစားအဲ့လိုပဲသား yes စားထည့်စားပြမှာလေရှင်နားမထည့်စားပြပါလည်းငယ်လို့လုံးဝမစားအခုတော့နည်းလက်ခံလို့ရပါစားရပေါ့စားတော့ကောင်းတယ်ဟောတော့မူရဒီတိုင်းလို့ကျူးစားရင်မကြိုက်ဘူးလို့ဟင်းထဲမှာရောထည့်ရင်မကြိုက်ဘူးရတာရှိခုကစိမ့်လို့စိမ့်ကြီးကြိုက်အရွယ်ရဲ့အစိမ်းနားလေလားပြောချင်ပြန်တော့မပြောတယ်ဒါပေမဲ့နားလေတလူလိုရှိတယ်အဲ့လိုအနံ့နဲ့အဲ့ဒါကိုကြိုက်တာမှာမဟုတ်ဘူးစိတ်ကိုကြိုက်တာစိတ်ကိုမကြိုက်တာစိတ်ကိုမကြိုက်တာအဲ့ကြောင့်ဖြူပြီးတော့ပဲစားရင်အဲ့လိုအစိမ်းအရွက်အရတာရသေးတယ်ဟင်းထဲမှာရောချိုင်ရဟင်းနဲ့ပါညာဝါလို့ကောင်းတယ်ကွာထားလို့ဒီရဲဒုက္ခဆိုတော့တယ်နော်တော်တော်ညှက်ထားလိုက်အေးတို့ဝါလို့ပဲတပင်းကပန်းရောင်စိုးထားတယ်စားပန်းရောင်စိုးထားရင်တစ်ခါလောက်ချွတ်တယ်အမဲပြန်စိုးရဲ့အနီးပြန်စိုးရဲ့အမျိုးမျိုးလုပ်တယ်ဆိုရင်ရတာလောကတနေ့စီမို့ဖြစ်နေတာဆုံးနေရမှာကြောက်တယ်တင်လာလေ my day fresh ကကြည့်လိုက် manager ပဲသုံးတာ yes messenger ပဲသုံးတာပါ okay ပါအဲ့ဆို manager မှာတားရဖို့တည်ရမယ်ဒါမှမဟုတ်ဝေးရဆိုင်နေမှာ Miss Universe လေ Miss Universe นี่โห对呀ဆုံးလေးကိုပြီးမတော့လားမတော့ဘူး so first taste ချိုးတယ်ချိုးစိတ်မှာကောင်းတယ်ဒါနဲ့လွမ်းနေမြမတစ်ဖေးကြားစိမ့်ကတော်တော်ကြားနေတယ်ပုံမှန်ဆိုရင်တော့ကိုရီးယားလို့အကြတောက်တဲ့လူမဟုတ်ပါဒါပေမဲ့ရန်ကုန်မှာပုံမှန်ဆိုပြီးတော့လက်ပိတ်ယူမှလည်းလုံးဝချိုရဲပြီးထွက်လာ that's why နေရာတိုင်းမှာလို့ကြားစိမ့်မဲ့မှာရအဲ့ဆိုပုံမှန်လေးရအခုဒီကောင်ကျတော့တကယ်ကြခါနေဟိုကြားနေအောင်လို့မခါအောင်ကြားတယ်ဆိုရတာခါမြန်မာစကားသိမပြောတတ်ဘူးတဲ့ဆော်ရီအဓိကထိုင်အောင်တဲ့မွေးကအဆင်ပြေရကောင်းတယ်အတုတ်တွေရဲ့ plate တွေကတော့ပုံမှန်ပဲတော်များများစားလို့ကောင်းပေမဲ့လို့နန်းကြီးတုတ်ကတော့ငန်တဲ့အထဲမှာပါတာပေါ့နော်အစုံတုတ်ကတော့ favorite ပေါ့နန်းကြီးတော့ကျွန်တော်ပဲကြော်နဲ့မှားလိုက်တာလားဗျဆိုတော့မဖတ်တော့အရသာရေးကြည့်ပါမယ်မဟုတ်ပါတော့ကအများကြီးပိုဆက်တယ်တခြားအတုတ်တွေနဲ့ဒီမှာဘယ်တော့မှတခါတည်းတုတ်လာပြီးရယ်ဆက်လဲတခါတည်းပါရဲ့အတွက်ကြောင့်မလို့ကိုကအဆက်ရှောင်ပဲပိုင်းညာဆိုတော့နည်းနည်းလေး special expression နည်းနည်းကြိုပြီးတော့ပြောရလိမ့်မယ်ဒီမှာဘယ်တော့မှတခါတည်းတုတ်လာပြီးရယ်ဆက်လဲတခါတည်းပါရဲ့အတွက်ကြောင့်မလို့ကိုကအဆက်ရှောင်ပဲပိုင်းညာဆိုတော့နည်းနည်းလေး special expression နည်းနည်းကြိုပြီးတော့ပြောရလိမ့်မယ်ပြလာတဲ့ audience ကနည်းနည်းလူကြီးပိုင်းလူလက်ပိုင်းပုံများတယ်ကိုယ်လိုကလေးတော့မရှိဘူးအဲ့အောင်ဖွင့်တဲ့တချင်အစားအဲ့လိုအရင်90 vibe ကိုပြန်သွားတယ်တပွဲပြပြ4000ဝန်းကျင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးပေါ်ရထဲတော့မပါဘူးပေးရတဲ့ဈေးနဲ့ရှင်းမယ်ဆိုရင်တော့ပြန်ရတဲ့ vibe လေးကမဆိုးဘူးပေါ့နော်မိုက်တယ်ဝိုင်းနေကတဝိုင်းလွတ်သွားတယ်စားမဲ့သူတွေချက်ချင်းရောက်လာတဲ့အတွက်ကြောင့်မလို့စောစောလေးသွားဖို့တော့လူမှာပေါ့နော်